ဖွားဖွားနဲ့မဲလိတ်ကြီးထောက်မှာဖြစ်ပါတယ်ဖွားဖွားလက်ထုတ်သူ့လက်နှစ်ထုတ်ပါနော်ဒါကတော့ရောက်တော့ခွဲဖောက်ပါမယ်အဲ့တော့ဒီဖောက်ကြည့်လိုက်တာပလာဟာသမီးကရေစေးဦးပေါက်သွားပြီကရောက်ပါတောင်းလားရည်ဘာရည်ကဘယ်လောက်လဲထောက်ကိုခဏထောင်ပြီးတော့3000ခွဲဖို့ဖောက်မှာဖြစ်ပါတယ်ဘယ်လောက်ပြန်နှစ်ထောင်လောက်ပြန်ရလဲဒီကထောင်ပဲပါတယ်နောက်ထပ်ထောင်ပဲပါတယ်မလာတယ်ကြီးပဲတစ်ထောင်လုံးမှာတစ်ထောင်ပဲပါတယ်ဘယ်မှာဖောက်ကြပါလဲမလုပ်ပါနဲ့မြားစီဝါရုံမမြဲချက်ကိုတယောက်တစ်ခွက်ဒီမမြမှာတစ်ထောင်ပါတယ်အဲ့ဟုတ်တာပဲ3ပါပါတော့3ပါပေါ့3000ဝဲမှာ900ဈေးပေါက်သွားရင်ရှင်းဈေးမပေါက်သေးဘူးလားထောင်ပေါက်ပြီမပေါက်ကလေးသာဝယ်စောရလားမသိဘူးအေးကလေးတနာပါလေပြောအောင်900စီလောက်100စီလောက်100တော့လည်းဒီဘက်ခက်မှာသုံးရပါ900စီလောက်ထည့်ထားပေါ့အမျက်နည်းနည်းယူပြီးတော့ကလေးပြောနေငါတော့ငိုချင်ပါဘူးကိုမပါဘူးထောင်မမီကပါတယ်တမီးကမပါဒီမှာတစ်ထောင်ဇက်တိုက်ဒီမှာလာထောင်3ရွက်ဇက်တိုက်ပါတယ်နော်ငါ့ကိုကြောက်သွားတယ်ငါနည်းနည်းဒီချင်းချောက်ပြလိုက်တယ်3ရွက်ဇက်တိုက်ပါတယ်ပါဘူးမမီတော့ပတ်စံပါတာမပါတာဒါချိုးနေနေသွားသတိရတယ်ဒီအမိုက်တွေကိုတည်သွားပြီး9စာသွားကျွေးနောက်ဆုံးတော့ကိုမြက်ပြန်မရရင်ဟုတ်ပါအရင်ပြန်မရရင်ကုသိုလ်ရအောင်စောက်ကူလေးတွေထည့်ပြီးတော့9စာသွားကြည့်ဘဒူစေးဦးပေါက်ချင်တော့ရိုင်းဖောက်တယ်နော်ပါတန်ညောင်းလာဖောက်ရစေးပါပြီပေါက်သွားပြီတစ်ထုပ်ကို9000မှာတစ်ထုပ်လုံးမှာ3000လောက်ပဲပါဒီတော့သူဖော်ဘူးနဲ့စီးနေတာလားဒီမှာဒါပေမဲ့သူ့မှာလည်းအလူသမားခါပါတော့ရှိသေးတာပေါ့ဒါတွေကိုလိုက်ပို့တာခါလုပ်အားခါဝယ်မဖောက်ကြပါနဲ့အဲ့လိုမျိုးလဲဘာပေါက်ခွဲပေါက်တော့ဒီတစ်ထုပ်ကခုမှမရသေးဘူးတစ်ထောင်ရပြီဒီမဲထောက်တဲ့ကလေးရလေဒီမှာတစ်ခုစက်တက်ရတယ်လိုက်လားအေးပါလား900ဒါပေမဲ့ဒီဟာကဒလိပဲသူ့ဘယ်အချိန်မှမပေါ်လာတယ်မဲနိုင်တဲ့ချိန်ကြတယ်အမေတို့ငငယ်တဲ့အဲ့မဲကိုနိုင်ကြ3ခုစက်တိုက်ပေါက်သွားမမြင်2ခုပဲရတယ်လာပါဘူးအစမ်းကြမယ်ဘယ်လောက်ရမလဲအခုလေ8,000ပဲပြန်ရတယ်တမီးမမီတယောက်9,000အကြည့်ကြလက်ခုတွေဖယ်ပြီးတော့9စာသွားကြည့်ပါမယ်အဲ့တော့3000ခွဲတော့18,000တော့ဘယ်လောက်19,000ဘုံ9စာသွားကြည့်ပါဖြစ်ပါတယ်အဲ့ဒါတော့ခုခုပါစက်ကူခွာအောင်မှာငါဒါနေဘိုက်ထဲမှာစက်ကူပိတ်ပြီးသေသွားမှနေနိုင်နေ